သူများတကမိမိလျော့ရောရှိနေတဲ့အချိန်မှာသူများတကဟာအပျော်ပါးတွေနဲ့အလုံးမလုံးဖက်နဲ့မေမျောနေတဲ့အချိန်မှာမိလျော့မှုမရှိဘဲနဲ့စဉ်းစားဉာဏ်နဲ့ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာမိလျော့နေတဲ့ပုဂ္ဂိုလ်တွေကိုနောက်ချန်ထားရစ်ပြီးတော့ရှေ့တန်းကိုရောက်သွားတယ်ဒါရှင်းရှင်းလေးပဲလေအပျော်ပါးတွေကြားမှာပျော်လို့ပါလို့မပြီးနိုင်တဲ့ပုဂ္ဂိုလ်တွေပျော်ပါနေတဲ့အချိန်လေးမှာသူဟာနိုးနိုးကြားကြားနဲ့ကြိုးစားလိုက်တဲ့အခါမှာထိုပုဂ္ဂိုလ်တွေကိုခြံပစ်ခဲ့တယ်အောက်တန်းနောက်တန်းဘဝမှာခြံပစ်ခဲ့ပြီးရှေ့ကိုအများကြီးကြော့တက်သွားတယ်လို့သူပြောတယ်ထို့တူပဲသုတ်တေသူဘဟုစာကရောအများတကအိပ်ပျော်နေတဲ့အချိန်မှာနိုးနိုးကြားကြားကြိုးစားသွားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်ပျော်နေသူတွေကိုနောက်ချန်ထားခဲ့ပြီးတော့သူဟာအထွတ်ထိပ်ကိုရောက်သွားတယ်ကြော့တက်သွားတယ်သူဆိုဥပမာဘာနဲ့တူလို့ဆိုအပလတံဝတိကတောမြင်းတဲ့ကောင်ဟာမကြမ်းမမာလို့ပိန်ပြီးအားကုန်ပြီးချိနဲ့နေတဲ့မြင်းကိုကျမ်းမာတန်ဆွမ်းတဲ့ခွန်အားပြေးဝတဲ့မြင်းကဖြတ်ကျော်ထားခဲ့တယ်လို့ပဲမိုက်ပေါင်းများစွာအားခွန်မလားမရှိတဲ့မြင်းနောက်ချန်ရစ်တယ်သူကရှေ့ကိုအများကြီးရောက်သွားအောင်သွားတယ်ဆိုတဲ့ဒီဥပမာလေးနဲ့ဟောထားတာအဲ့ဒါဟာlevel အားလုံးအတွက်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အားလုံးအတွက်ဒီဆုံးမလမ်းညွှန်ချက်ဟာသုံးဝင်နေတယ်ဟောသုံးဝင်စီးပွားရေးလုပ်တဲ့လူတွေတဲ့ကြည့်မလားလူမှုရေးလုပ်တဲ့ပုဂ္ဂိုလ်တွေပဲကြည့်မလားပညာရေးကြိုးစားအထောက်တဲ့ပညာသင်ကြားနေကြတဲ့ပုဂ္ဂိုလ်တွေတွင်မှာပဲကြည့်မလားဘယ်လုပ်ပဲလုပ်လို့လူဘဝမှာလောက်ကင်ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဒီဒေသနာတော်အရာအလုံးအကျုံးဝင်သွားတယ်တော့ဟောမေးလျော့သူနဲ့မမေးလျော့သူမေးလျော့သူကိုမမေးလျော့သူကဖြတ်ကျော်သွားမယ်အိတ်နေသူနဲ့နိုးနေသူအိပ်ပျော်နေသူကိုနိုးနေသူကဖြတ်ကျော်ထားခဲ့မယ်နောက်ချန်ထားခဲ့လိမ့်မယ်ရှစ်တက်သွားမယ်ရာထူးကုန်သိမ်းစီစဉ်ဥစ္စာအဖြစ်မြင်မာသွားမယ်ဘဝခရီးနဲ့ပြောမယ်ဆိုဘဝတန်တရားမှာအများကြီးနောက်ချန်ပြစ်ခဲ့မယ်ရှစ်တက်သွားမယ်ဒီလိုဆိုလို့ရတယ်